ကန်ဂရူးတွေဟာနောက်ပြန်ခြေလမ်းမလန်းနိုင်ကြဘူးဆိုတာကိုမိတ်ဆွေတို့သိရှိပြီးပြီလားဒီလိုမျိုးထူးခြားလာတဲ့ဝိသေသလက္ခဏာဟာရင်းတို့ရဲ့တမ္မာလာတဲ့အမီးနဲ့နောက်ခြေထောက်တွေရဲ့တိဆောက်ပုံပုံတံကြောင့်ဖြစ်ပါတယ်လက်တွေ့မှာတော့ကန်ဂရူးတစ်ကောင်ရဲ့အမီးဟာရင်းရဲ့ခြေထောက်၃ချောင်းမြောက်တစ်ဖွဲအလုပ်လုပ်ပေးတာဖြစ်ပြီးခန္ဓာကိုယ်အလေးချိန်ကိုထိန်းညှိပေးရုံနဲ့မကပဲရှေ့သို့ခုန်ပြန်နိုင်မှုအတွက်ပါတွန်းအားကိုပေးစွမ်းနိုင်တာမျိုးပါရင်းဟာအမီးကိုဒီလိုမျိုးပုံစံအတိုင်းအသုံးပြုတတ်တဲ့အနေငယ်များသောတိရစ္ဆာန်တွေကတစ်ကောင်ဖြစ်ပြီးဒါကြောင့်မို့လို့လဲသူတို့ကိုမစုံမနစ်ရှေ့သို့အမြဲတမ်းတိုးတက်နေခြင်းရဲ့ပြရုပ်တစ်ခုအဖြစ်သတ်မှတ်ထားကြတာဖြစ်ပါတယ်။ဩစတြေးလျနိုင်ငံမှာရှိတဲ့ကန်ဂရူးတွေဟာတစ်ချက်တည်းခုန်လိုက်ရုံနဲ့တင်ခီးအကွာဝေး9မီတာကျော်အထိရောက်ရှိနိုင်ပြီးအမြင့်အားဖြင့်3မီတာအထိမြင့်မားစွာခုန်တက်နိုင်စွမ်းရှိကြပါတယ်။ရင်းတို့ရဲ့တမ္မာလှတဲ့နောက်ခြေထောက်တွေကြောင့်အရှိန်ပြင်းပြင်းမောင်းနှင်ပြေးလွှားတဲ့အခါများဟိုးမှဆိုရင်တနာရီကို60ကီလိုမီတာကျော်တော့အထိပင်အမြန်နှုန်းရရှိနိုင်ကြတာမျိုးပါနောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့အချက်တစ်ချက်ကတော့ကန်ဂရူးအမိတွေမှာဇီဝကမ္မဖြစ်စဉ်ခိတရက်တန့်ထားခြင်းလို့ခေါ်တဲ့အံ့ဩစရာကောင်းလာတဲ့မျိုးပွားမှုဆိုင်ရာမဟာဗျူဟာတရက်ရှိနေခြင်းပဲဖြစ်ပါတယ်။အကယ်၍ကန်ဂရူးအမိရဲ့သားပိုက်အိတ်ထဲမှာကန်ဂရူးသားပေါက်လေးတစ်ကောင်ရှိနေပြီးသားဖြစ်နေမယ်ဆိုရင်ရင်းသားပိုက်အိတ်ကြီးလွတ်လပ်သွားတဲ့အထိနောက်ထပ်တရေသားအသစ်ရဲ့ဖွံ့ဖြိုးတိုးတက်မှုကိုခန္ဓာကိုယ်ထဲမှာတင်ခိတရက်တန့်ထားနိုင်စွမ်းရှိကြပါတယ်။ဒါဟာသူမအနေနဲ့နောက်ထပ်မွေးဖွားလာမဲ့သားပေါက်လေးအတွက်အကောင်းဆုံးနဲ့အသင့်တော်ဆုံးသောပတ်ဝန်းကျင်အခြေအနေမျိုးကိုအချိန်ကိုက်ဖန်တီးပေးလိုက်နိုင်ခြင်းပဲဖြစ်ပါတယ်။ကန်ဂရူးတွေဟာအမှန်တကယ်ကိုပဲလူများစုသတိမထားမိကြတဲ့ထူးခြားစံပြလာတဲ့စွမ်းဆောင်ရည်တွေကိုပိုင်ဆိုင်ထားကြတဲ့အံ့ဖွယ်သတ္တဝါတွေဖြစ်ကြပါတယ်ခင်ဗျာ။